တမိထင်တာတမိဘိုက်ကကြီး ကဲနော်ငယ်ချင်းမစင်များနော် အလုံးဖွင့်လိုက်မယ်နော်ဦးတို့ဒီပြပါ ဒါတော့လူချပါတော့ကျွန်တော်လည်းကြာဘူးတယ်ဒါပေမဲ့တကမှမြင်ဘူးပေါ့နော်အခုမှကျွန်တော်မြင်ဘူးတယ်ပေါ့နော်ဒါကလူချရတယ် ကျော်စင်ထိုက် ကြောဆွေစင်ထိုက် သူ့နာမည်နော် စင်စင် ကြောရွှေစင် ဟာ ထိုက် ရွှေစင်ထိုက် ကြောရောက်နော်ကြောပြီးဆွေစင်ထိုက် ညနော်ဟုတ်ပြီဟုတ်ပြီသားလေးကြော်စင်ထိုက်ဟာသူ့မွေးတော့ဒီမှာဒီလိုမျိုးအရာပြည့်စံနေတာပဲသူ6သွားတော့နော်မလေးနော်ဒီမှာမွေးတော့ဒီလိုမျိုးအရာတွေကပြည့်စံနေတာပဲသူ6သွားတော့ဒီမှာအုတ်ထုတ်လို့ဖြစ်သွားတယ်အုတ်ထုတ်အဆောင်ဒီမှာတွေ့လားအုတ်ထုတ်သူခဲ့တဲ့အုတ်ထုတ်ဒီမှာသူ့အုတ်ထုတ်ပုံစံဖြစ်သွားတယ်ဒီမှာပြည့်စံနေတာပဲသူကအုတ်ထုတ်ဖြစ်သွားတယ်အဲ့ဒါကြည့် သူက10နှစ်သားနော် ဆယ်နှစ်သားဟိုမှာသမီးက17နှစ်မှာ10နှစ်ရငါသမီးလား နေကြတော့သူကပါနေ အင်္ဂါဟိုတနေ့ကစနေမီသမီးလေး ဟုတ်သူ စနေလာကိုလာပိုင်ပြီးမွေးတာ စနေ ကိုလာကန်လို့ရတယ်ကန်လို့ရတယ်ကိုကန်လိုက်ရအခုတော့ကန်အဲ့ဒါကိုလာပြည့်ပြီးမွေးသူကအဲ့ဒါငါသမီးလေးအဲ့ဒါဟိုသမီး